ဆုံးခံကြွလာတဲ့ပုဂ္ဂိုလ်ဆုံးလောင်းရတယ်ဆိုတဲ့ကုသိုလ်အင်တမကြီးမားတဲ့ကုသိုလ်ဖြစ်ရှင်တို့တို့ဓမ္မတိမြတ်ဆုံးခံကြွလာတာကိုဆုံးလေးတစ်စုံလောင်းလိုက်ရတဲ့အိန္ဒကနတ်သားဟာအဘိဓမ္မာဒေသနာတော်အဘိဓမ္မာတရားပွဲကြီးမှာမေရောမိနတ်သားအနီးမှာထိုင်ပြီးတော့မြတ်စွာဘုရားနဲ့အနိကဆုံးနေရာမှာထိုင်ပြီးတော့တရားနာနိုင်လောက်အောင်ဘုန်းတော်ကိုယ်ကြီးမားတယ်ပေါ့ထမေချောင်းစည်းအောင်သာသနာ့ဘမှာလှူခဲ့တဲ့အင်္ဂုရနတ်သားကြတော့ဘုရားနာမှာအရင်ရောက်နေလင်းကစားဘုန်းတော်ကသိငယ်သည့်အတွက်ကြောင့်သူ့တဲ့ဘုန်းတော်ကြီးတဲ့နတ်တွေလာတဲ့အခါဆုတ်ဆုတ်ပေးလိုက်ရတာ12ယူဇနာလောက်ဘုရားနဲ့ဝေးကွာသွားတဲ့နေရာရောက်သွားဒါကြောင့်မို့ဆွမ်းလောင်းလူရတဲ့ကုသိုလ်စေတနာရဲ့စွမ်းအားဟာအရှင်ဝါအတ္တမကြီးတယ်လို့ဆိုတာဝန္တာစရာမှတ်သားထားပြီးတော့တို့တွေဟာအမောမြတ်ဆုံးကုသိုလ်လုပ်ငန်းကြီးကိုလုပ်နေသည့်အတွက်ကြောင့်မော်မြတ်တဲ့စိတ်ဓာတ်နဲ့တို့တွေလုပ်ရမှာဖြစ်တယ်ဆိုတာစိတ်ထဲနှလုံးထဲမှာ